ထွေဆုံးအဖရဲ့ရင်ကိုဆုံးကမ်းပြီးဟိုးဝေဆုံးထွက်ပြေးကြောခံခဲ့သူအမများနဲ့ချာရှုံးခဲ့ဘဝပြတ်ခဲ့ဘူးတဲ့ဆိုလဲစုစားလဲယူရှင်လျက်နဲ့တည်သူလူနိုင်မရတဲ့အချက်တစ်ခုကသိပိုင်နိုင်ယူအတိတ်တို့ရဲ့အရေးဆိုးများခွင်လွတ်နိုင်သူဘယ်တော့မှမစွန့်ဖြစ်တဲ့အချင်းနဲ့ချင်းနေသူအရေးပြောချအဖရဲ့ချစ်လွန်ချီမာဘယ်သူနဲ့မှမတူတဲ့ချစ်နဲ့ကျွန်တော်ကိုချစ်နေသူမြင်သာနူးညံ့ဆုံးနဲ့ထွေးပွေဆွဲခေါ်ယူဒီလိုချီမာလုံးနဲ့မြတ်တာတွေနဲ့စီမျောနေခြင်းအဖရှင်ခွေနဲ့ထောင်စင်မေးဆက်ခြင်းသူအချက်တစ်ခုကသိပိုင်နိုင်ယူအတိတ်တို့ရဲ့အရေးဆိုးများခွင်လွန်နိုင်သူဘယ်တော့မှမစွန့်ပြစ်တဲ့အချင်းနဲ့ချင်းနေသူအရေးပြောချအဖရဲ့ချစ်လွန်ချီမာအချင်းနဲ့ကျွန်တော်ကိုချစ်နေသူညင်သာနူးညံ့ဆုံးနဲ့ထွေးပွေဆွဲခေါ်ယူဒီလိုချီမာလုံးနဲ့မြတ်တာတွေနဲ့စီမျောနေခြင်းသူအဖရင်တွင်နဲ့ထောင်စမေးဆက်ခြင်းသူလုံချုံတွေအဖရင်ခွင်တဲ့ကိုယ်ဝေးမေးစံသူချစ်တွေနဲ့အဖရင်ဝေးတဲ့မြဲဘယ်သူနဲ့မှမတူတဲ့အချင်းနဲ့ကျွန်တော်ကိုချစ်နေသူညင်သာနူးညံ့ဆုံးနဲ့ထွေးပွေဆွဲခေါ်ယူဒီလိုချီမာလုံးနဲ့မြတ်တာတွေတဲ့စီမျောနေခြင်းသူအဖရှင်ခွေနဲ့ထောင်စမေးဆက်ခြင်းသူဘယ်သူနဲ့မှမတူတဲ့ချစ်နဲ့ကျွန်တော်ကိုချစ်နေသူမြင်သာနူးတာရဲ့အောင်ရုံးမထွက်ချင်တော့ဘူးအဖရှင်ခွေနဲ့ထောင်စမေးဆက်